မျိုးရှိတယ်မီတာမဲတို့နဲ့ရှိတတ်တာမဲတို့အဲ့ထဲမှာလည်းရှိမီတိုမဲတို့လေးတည်ထားလို့ရှိရင်ရပြီနဲ့ဆိုတော့မဲတို့ထက်ရင်မီတိုမဲတို့လို့ဖတ်တယ်မီတိုမဲတို့ကကြောင့်အတိအမှတ်ပြတာပြောတာပေါ့နော်မီတိုမဲတို့အတိအမှတ်ပြတာဒါကမင်းကခခုနင်းမှာပါရင်မင်းပေါ့နော်ဒီအတိပြတာဆိုရဟာပဲနဲ့ဆိုတော့မီတိုမဲတို့မင်းအတိပြပါ93ကကြာအနောက်က root ထွက်တယ်သူကကြာမာကြီးတို့ဆိုပြီးဖတ်တယ်ပေါ့နော်ပြီးတော့ကြာတော့ဟိုဟာဥယောမီနဲ့ဖတ်လို့ရှိရင်လည်းသူကစမ်းဆိုပြီးဖတ်တယ်နဲ့သူဘာလဲဆိုတော့ပါဝင်တာဆိုတဲ့သဘောပေါ့နော်ဒီတစ်ခုခုပွဲတစ်ခုခုမှာ event တစ်ခုခုမှာပါဝင်တာဆိုလို့ရှိရင်မာကြီးတို့ဆိုပြီးသုံးပါတယ်ဆိုတော့ပါဝင်တာ94ကကြာအနောက်ကခုထပ်လို့ရှိရင်သူခိခုဆိုပြီးဖတ်တယ်သူကလည်းအကျိုးအမြတ်ကိုပြောရတယ်ဆိုတော့သူကကြာရီလို့ဖတ်တယ်သူကဘန်ရီကရီလေးပေါ့နော်ဒီကောင်ကလေရော85ကကြတော့ခုမှုဒါမှမဟုတ်သူနောက်ကဘာမှမထွက်ဘူးစားခိုင်းကြီးလည်းမကတ်ထားဘူးဆိုရင်သူခုမိဆိုပြီးဖတ်တယ်ပေါ့နော်။ဒါလည်းဆိုတော့သူကလည်း association အဖွဲ့အစည်းတစ်ခုပြောရတယ်။ဆိုတော့သူအုံရောမိဆိုလို့ရှိရင်စိုးအနေနဲ့ဖတ်ပါတယ်။96ကကြတော့ဒါလေးကကြတော့ရှင်ဒါလေးလည်းခန်းစီမှားတတ်တယ်ပေါ့နော်ဒီဟာအရှိရဒီအီလေးမပါလို့ရှိရင်လူလေးမပါလို့ရှိရင်အနောက်ကတလုံးလေးဆိုရင်သူအီမတ်အီဆိုရပြောတဲ့ဟာလေးဖတ်တယ်ပေါ့နော်ဒါလေးပါလာတော့သူကရှင်းဖြစ်သွားတယ်ဘာလဲဆိုယုံကြည်ချက်ကိုပြောရတယ်ဟိုကြီးရှင်းတို့ဘာလို့ကိုယ့်ကိုယုံကြည်ရတို့ဘာလို့ confident ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ဒီရှင်းကိုတုံးပါတယ်89ကကြတော့ဒီကောင်က root ထွက်လို့ရှိရင် r လို့ဖတ်တယ်ဒါကတော့မတိထားလဲဖြစ်တယ်ပေါ့နော်ဒီအန်တီတော့မှာဘာလို့တိထားလဲဆိုတော့သူဇိုင်လို့ဖတ်တယ်ဆိုတာလေးတိထားမှာဘာလို့ဆိုတော့စိုးဆိုင်ဆိုတာလေးခဏပါတယ်ပေါ့နော်တိရှိရနဲ့ဆိုတော့ဒီမှာကလည်းဒီကောင်ရဲ့အသေးပဲရတိရှိရပါပဲဆိုတော့ဒါလေးကတိရှိရ88ကကြတော့သူ့ကိုခုတန်းဆိုပြီးဖတ်တယ်ဒါလည်းတိလောက်မထင်ဘူးပေါ့နော်မတိထားလဲဖြစ်ပါတယ်ဒါကဘာလဲဆိုတော့အမှုကိစ္စကိုပြောတာပေါ့နော်ဘယ်မှာတွေ့ရလဲဆိုတော့ဒီကြီးခန်းတီဗီတာပါအန်တီလီလာနေလို့အကောင့်တည်ရပေါ့နော်ကြီးခန်းလို့ပြောလိုက်တာအမှုကိုပြောတာအဲ့လိုမျိုးဟာရေးဆိုလို့ရှိရင်ဒီခန်းလေးတောင်းပါတယ်ပြီးတော့89ကကြတော့သူ့ကိုဂါဝါဒါမှမဟုတ်ဆိုပါဆိုပြီးဖတ်တယ်နဲ့ဒါတော့တည်တယ်နဲ့သူကကြတော့တခုခုရဲ့ဘက်ကိုပြောတာဒါကိုဘာနဲ့မှားလဲဆိုတော့ဝတ်တရှိရောခိဆိုခုကဆိုခုနဲ့မှားတယ်ပေါ့နော်ဒီဆိုခုကကြတော့စီရင်စီကသူ့ရဲ့ဆိုခုလေးကကြတော့ဒီမှာအရှိရဣဆိုရဲလူလေးမပါဘူးပေါ့နော်ဒီဆိုခုဂါဝါတို့ဆိုပါတို့ကကြလူပါတယ်အဲ့ဒါကိုအမြဲတမ်းနှဲ့တယ်ပေါ့နော်ဘယ်လိုလဲဆိုတော့ခန်းကြီးမှာချက်ပုံမှန်တယ်ဒီလိုမျိုးလေးရေးထားတာပေါ့နော်ဒါဘာမှမဟုတ်ဘူးရှောက်ပြီးတော့ရမအောင်ရေးထားတယ်အဲ့လိုမျိုးလှည့်တယ်ပေါ့နော်ဒါပေမဲ့အမှန်ကကြတော့ခိဆိုဘူးဆိုရင်ကြတော့အရှိရဣမပါဘူးဒီကောင်ကကြတော့ခါဝါဒါမှမဟုတ်ဆိုပါလို့ဖတ်တယ်သူကဘတ်ချန်လို့ပြောတာပေါ့နော်80ကကြတော့မာကာဆဲဒုကအနောက်ကဆဲဒုထက်တယ်သူကကြတော့တာဝန်ရှိတာပေါ့အဲ့လိုသဘောမျိုးနဲ့မာကာဆဲဒုတာဝန်ရှိရတွဲဖက်ကြတော့နင်းလို့ဖတ်တယ်ပေါ့နော်ပြီးတော့81ကကြတော့အနောက်ကခုတွက်တယ်သူကဟိခုလို့ဖတ်တယ်ပေါ့နော်ကလေးဆိုဆွဲရဆိုတဲ့သဘောနဲ့ဟိုဆိုရင်ကြောင့်အင်းဆိုပြီးဖတ်တဲ့ကောင်ဒါကတော့တီဗီတာပါပြီးတော့82ကကြောင့်အနောက်ကမေရုထွက်နေကြသူ့မိုတိုမဲရုဆိုပြီးဖတ်တယ်မီတိုမဲရုမဟုတ်နော်မိုတိုမဲရုကမှားတတ်တယ်လေဟာလဲဆိုတော့တောင်းဆိုတာပြောရတယ်မိုတိုမဲရုတောင်းဆိုတာတွဲဖက်နေကြတော့သူ Q ဆိုပြီးဖတ်ပါတယ်ပြီးတော့83ကကြောင့်သူခိုးတော့ဒါကတီဗီတာဘာရှော့လေးဆိုတော့သူခိုးတော့သူကနေရာကိုပြောတာတွဲဖက်နေကြ short ဆိုပြီးဖတ်တယ်ပြီးတော့84ကကြတော့ဒီမှာအနောက်ကအခုချိန်ကျစုကူဆိုပြီးဖတ်ဒီတန်းတစ်လုံးနဲ့ဆိုရင်တော့စုကြီးဆိုပြီးဖတ်တယ်နောက်လာမယ်စုကြီးဆိုပြီးခဏတောင်းနေပေါ့နော်နောက်လာမယ်ရထားတို့နောက်လာမယ်အစီအစဉ်တို့ဘာလို့ပေါ့နော်ဆိုတော့သူ့ကိုတစ်လုံးနဲ့မဟုတ်ဘဲနဲ့တခြားကောင်နဲ့တွဲဖက်ရင်ကြတော့ကြီးတယ်မဟုတ်ရှိဆိုပြီးဖတ်တယ်နဲ့ပြီးတော့85ကကြာဒါလေးကြတော့သူ့ကိုစခုဆိုပြီးဖတ်တယ်ပေါ့နော်အမြင်နဲ့တော့ပြီးခဲ့တဲ့တို့ဘာလို့အဲ့လိုမျိုးအတင်ကြီးရတယ်နိပြီးတာပေါ့86ကကြာတော့ဒါကအနောက်ကဥထတ်တယ်ဒီကောင်းလေးမတီးထားလေးဖြစ်တယ်ပေါ့နော်ဒါပေမဲ့သူရောလို့ဖတ်တယ်ဆိုတာလေးကိုတီးထားပြီးပါအနောက်ကဥထတ်ရင်ကြာတော့သူ့ကိုအာခဲစစ်တာဆိုပြီးဖတ်တယ်သူကဘာလဲဆိုတော့ဟိုအရင်ပွားပေါ့တရားမဲ့တရားသူ့ကိုဘယ်မှာပါလဲဆိုဂီတုံးမှာပါတယ်လေကြောင်လက်တရားကိုတပိတ်လောက်တာပေါ့ငင်းခုံတဲ့အခါမျိုးမှာဒီဂီတုံးကရုံးလေးကိုတုံးနေပေါ့နော်ပြီးတော့80ခုကကြတော့ခန်းကကြတော့ဒီဘာလဲဆိုတော့အစိုးရပြောတာပေါ့နော်ဆိုတော့ခန်းအစိုးရပြီးတော့88ကကြတော့ဒါလေးဒါကတော့တီထားတဲ့နဲ့လုံးဝတီထားတင်ပါတယ်အန်ဒရီခန့်ကြီးစစ်ဆိုတော့နောက်ကအဲရူထွက်ရင်သူ့ကိုဖူအဲရူလို့ဖတ်တယ်နောက်ကဆုထွက်ရင်ကြတော့သူ့မာဆုလို့ဖတ်တယ်မာဆုလို့ဖတ်တာလေးရမသိရများမယ်ပေါ့နော်အဲ့ဒီကြမ်းမှတ်လိုက်ပါသူကကြတော့ဒီပွားများလာတာပိုများလာတာတိုးပွားလာတာတူပါပဲအဲ့ဒါလေးတုံးတာပေါ့နော်ဆိုတော့ဟိုကဖြစ်လို့ရှိရင်ဦးရမီနဲ့ဆိုလို့ရှိရင်ကြသူဇိုးဆိုပြီးဖတ်တယ်နဲ့
ပြီးတော့89ကကြတော့အနောက်က root ထွက်ရင်ကြတော့ခက်ကရီဘာမှမဟုတ်ရင်ကြတော့ဘာမှမသွဲထားရင်ပေါ့နော်အဲ့ဒါဆိုရင်ကြခက်ကရီလို့ဖတ်တယ်သူကကြတော့တာဝန်ရှိတဲ့လူဆိုပြီးပြောတာပေါ့နော်ခက်ကရီငင်းဆိုပြီးကြားဖို့ပဲထင်တယ်တာဝန်ရှိတဲ့သူဆိုပြီးတော့အုံရောမီဆိုရင်ကြတော့သူ့ခဲလို့ဖတ်ပါတယ်ခန်းခဲလို့ပါတယ်ပါတယ်ပေါ့နော်90ကကြတော့ခန်းကကြတော့စိတ်ခံစားချက်ကိုပြောရဲခန်းလေးပါခနဲ့ခန်းတာနော်ခဲနဲ့ခန်းတာမဟုတ်ပါဘူးပြီးတော့91ကကြတော့ဒါကနောက်ကခဲထွက်လို့ရှိရင်နာဆာကဲဆိုပြီးဖတ်တယ်ပေါ့နော်သူကလည်းတကယ်တော့ဟိုစိတ်ခံစားချက်တွေကိုပဲပြောတာပေါ့နော်ဒါမဲ့မဆက်ဆိုတော့ဒီကောင်ကကြတော့ဂျောကလိုက်သူ့ဟိုပါလေအုံရောမီနဲ့ဆိုလို့ရှိရင်ဂျောလို့ဖတ်တယ်ဒါမှမဟုတ်ဆဲလို့ဖတ်တာလည်းရှိတယ်ဒါပေမဲ့ဂျောလို့ဖတ်တာများပေါ့နော်ဂျောဟိုလိုပါလို့တရေချက်လာမှာပေါ့နော်ဆိုတော့နာဆာကဲသူကကြပြီးတော့92ကကြနောက်ကခဲလို့ထွက်တယ်သူ့ကိုနာခဲလို့ဖတ်တယ်သူကဘာချက်ပြစ်တာပြောပြစ်တာပေါ့နော်ဆိုတော့နာခဲတို့ပြစ်တာတွဲဖက်နေကြတော့တိုးဆိုပြီးတော့ဖတ်တယ်လေနာခဲတို့တိထားတယ်မှာပြီးတော့93ကကြာရှီမဲစစ်လည်းတိထားတယ်နဲ့အနောက်ကဆုထွက်တယ်သူကရှီမဲစစ်လို့ဖတ်တယ်ဗာလဲဆိုတော့ညှို့ပြတာပေါ့နော် point လို့ပြီးညှို့ပြလိုက်တာမျိုးပြောတာပေါ့နော်အဲ့လို့ရှိရင်ကြတော့ G ဒါမှမဟုတ်ရှီဆိုပြီးဖတ်ပါတယ်ပြီးတော့94ကကြတော့ဒါအနောက်ကဝါလို့ထွက်တယ်ခါဝါလို့ပြောအဲလို့ထွက်လေရခါအဲလို့ကြောင်းနေတာကိုပြောတာလေဆိုတော့ဟန်းဆိုရင်ကြတော့ဒါကြတော့ပုံမှန်မဟုတ်ဘဲနဲ့ထူးဆန်းတာကြီးဖြစ်တော့သူကနားရစ်တယ်ဟန်းနာဆိုပြီးတော့တုံးနေလေဆိုတော့95ကကြအနောက်ကစစ်ထွက်ရင်ကြတော့ဥစစ်ဗါလေအနောက်ကစစ်ထွက်ရင်ဖတ်တဲ့နေနေရှိဥစစ်နဲ့ဘုစစ်ဗါလဲဆိုတော့သူကဟိုရိုက်တာထုရိုက်တာအဲ့လိုမျိုးပေါ့နော်အကုန်ရတယ်လေဆိုတော့ဒီကောင်ကကြတော့တွဲဖက်ရင်ဒါဆိုပြီးဖတ်တယ်နော်ဥစစ်လောက်တော့တိထားတယ်ပါတယ်96နောက်ဆုံးတက်ပြင်လာပါဒါ96ကကြတော့သူ့ကိုဒါကအနောက်ကချီနီထွက်လို့ရှိရင်တာချီနီဆိုပြီးဖတ်တယ်အဲ့ဒါတိထားတင်တယ်ဒါကစုကူရဲ့ခန်းကြီးလေးပေါ့နော်အနောက်ကချီနီထွက်ရင်ကြတာချီနီအနောက်ကဂူးထွက်ရင်ကြစုကူနှစ်ခုလုံးကချက်ချင်းဆိုတဲ့အထိပဲတက်ရောက်တယ်တူတူပဲနဲ့ပြီးတော့တွဲဖက်ရင်ကြတော့ချောတို့ဂျီခီဆိုပြီးဖတ်တယ်ပေါ့နော်ဗာလဲယူတာပြောင်းမှဆိုရှော့ဂျီခီမီဆိုတဲ့ခါလေးမှာဒီဂျီခီကိုတောင်းရကြည့်ရတယ်ပြီးတော့69ကကြတော့ဒီရောဒါဒီရောရှင်းရဒီရောပေါ့နော်တော့ဗာလဲဆိုတော့နှစ်ဖက်လုံးဆိုတဲ့သဘောမျိုးတက်ရောက်တယ်နဲ့98ကကြတော့ရှီခီဒီရှီခီကကြတော့ဒီမှာပုံစံဒါမှမဟုတ် ceremony ဆိုတဲ့ပွဲကိုပြောတာပေါ့နော်ပြီးတော့99ကကြတော့တာရှိကနီကိုတာရှိကနာလို့ရတယ်ပေါ့နော်သူကကြအတီးပြတာပြောတာနဲ့သူ့ကိုတွဲဖက်ရင်ကြတော့ခါခုဆိုပြီးဖတ်တယ်ဟိုကဆနာပြောလိုက်ပါတယ်ခါခုနီအတီးပြတာဆိုတော့ဒီကခါခုလေးပေါ့နော်ပြတရားကကြောင့်နောက်ကတာဆုတက်တယ်သူကဟာတဆုလို့ဖတ်တယ်သူကဘာလဲဆိုအတီးတရားလည်းရတယ်ပြီးပြည့်စုံသွားလည်းရတယ်ပေါ့နော်ပြီးတော့သူ့ကကြတော့ဒါလေးကဆိုပြီးဖတ်ပါတယ်တွဲဖန်ကြတော့ okay ဆိုတော့ဒီနေ့မှာတက်ရှိကိုခန်းကြီးအလုံး90 revision ပြန်ပြီးသွားပြီးမသိရလေးတွေလည်းချမှတ်လို့ရတယ်ပေါ့နော်ဒါဟုတ်စားရင်မကြည့်ချင်ဘူးပြန်ပြီးခဏမသက်ချင်ဘူးဆိုလို့ရှိရင်လည်းဒီဗီဒီယိုကိုပဲ share ပြီးတော့ခါပြန်ပြီးကြည့်လို့ရပါတယ်ဂျာမီနာဆန်အိုစကာရဲ့ဆာမတေးစတာအကောင်လုံးပဲစာရေးလည်းရပြီးဆောင်လို့ဖြစ်နေကြပါစေမတတ်နဲ့